မင်္ဂလာပါရှင်ယူဇနပင်လေးပွင့်မြန်ပါပြီရှင်တပင်လုံးကိုဖွေးနေအောင်ပွင့်နေတာပါရှင်ဒီပင်လေးကတော့ခဏခဏပွင့်တဲ့အပင်လေးပါအောက်ခြေမှာရှိတဲ့ဂိုင်းလက်တွေအစားမှာဒီလိုမျိုးလေးပွင့်နေတာပါရှင်ကျွန်တော်တို့ထိုင်းဆေးတွေဗာဆေးတွေညာဆေးတွေနဲ့မသုံးပါဘူးရှင်ဒါသူ့ရဲ့သဘာဝလျောက်ကိုပွင့်နေတာပါစံစေးရင်ရချို့တော့လောင်းပါတယ်အဲ့ဒါလေးတစ်ခုပါပဲစံစေးကြီးကိုကျမတို့နေချင်းရေမလောင်းဘူးလေ5 ရက်လောက်အပုတ်ခံထားပြီးမှရေနဲ့ရောပြီးတော့လောင်းတာပါအဲ့တခုပါပဲအနံ့ကလည်းမှု့ကျူးနေရပါပဲရှင်ယူဇနပင်လေးပါတပင်လုံးကိုဖွေးနေအောင်ပွင့်နေတာပါရှင်တပင်လုံးကိုဖွေးနေအောင်ပွင့်နေတာပါသူကနေအောင်ကြီးကိုလည်းနက်နက်ခင်းနေကိုကြိုက်ပါတယ်နေအောင်ကြီးပြပြဝဝရရင်သူကပွင့်ပါတယ်ရေလည်းကြိုက်ပါတယ်ရေကိုလည်းအများကြီးတော့မလောင်းရပါဘူးကြိုက်တယ်ဆိုပေမဲ့လည်းရေအများကြီးလောင်းစရာတော့မလိုပါဘူးရှင်ဒါပေမဲ့လို့နေ့စဉ်တော့လောင်းပေးဖို့လိုပါတယ်တက်တန်းကလည်းကြာပါပြီကျမတို့2002ခုနှစ်ကစိုက်ထား2022ကစိုက်ထားတာဆိုတော့3နှစ်သားလောက်ရှိနေပြီပေါ့လေ3နှစ်သားလောက်ရှိနေပြီပွင့်အားတော့အင်မတန်ကောင်းတဲ့အပင်လေးပါတပင်လုံးကိုခုလိုမျိုးအေးနေအောင်ပွင့်နေပင်လေးပါအရန်ချစ်ဖို့ကောင်းပါလေခဲကိုမြန်ဆိုင်ပွင့်နေရတာရှင်ကျမတို့73ပတ်လဲတွေ16ပတ်လဲတွေ21ပတ်လဲတွေဘာပတ်လဲမှသုံးမထားပါဘူးရှင်ရိုးစံစေးယူပဲလောင်းပြီးတော့စံစေးကြီးရချို့လောင်းနေရပြင်ပွင့်နေတဲ့ပင်လေးဖြစ်ပါတယ်ရှင်သူကအပူပိုင်းဒေသနဲ့လည်းဆင်ပြေပါတယ်အပူပိုင်းဒေသမှာလည်းသူကခုလိုမျိုးလေးပဲရှင်းတန်းပြီးတော့ပေါ့နော်ခဏပွင့်တာပါမိုးရင်းဆိုရင်တော့ပူပြီးတော့ခဏပွင့်နေပေါ့နော်နွေရာသီလည်းသူကပွင့်ပါတယ်မိုးရင်းလောက်တော့အကျဉ်းကြီးမစိတ်ဘူးပေါ့နော်နွေရာသီကတော့အကျဉ်းကြီးကျဲတယ်မိုးရင်းကတော့အကျဉ်းကြီးစိတ်တယ်ဒါဆိုရင်ဒီလိုမျိုးပွင့်ပြီးလို့ရှိရင်နောက်တစ်လလောက်ပေါ့နော်တစ်လလောက်ဒါမှမဟုတ်ရင်3ပတ်လောက်ရှိရင်ထပ်ပွင့်ဦးမှာပါအဲ့လိုမျိုးလေးပါရှင်ရေဝဝလောင်းပေးပြီးတော့ပေါ့နော်နေအောင်ကြီးကိုတင့်ရုံပေးတာပေါ့နော်နေအောင်ကြီးကိုတင့်ရုံပေးတာပါနေဤဓာကြီးပူပြင်းလွန်းတဲ့ရှင်နေမျိုးဆိုလဲသူကမကြိုက်ပါဘူးရှင်လှပတယ်ဒီယူဇနပင်လေးကိုကျွန်တော်ပြတာကြည့်ရှုရတဲ့သူအားလုံးကျေးဇူးတင်လျက်ပါရှင်